အာမခံထားရင်ဆေးစစ်ဖို့လိုလားမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝေဖြစ်ပါတယ်ရှင်အာမခံထားဖို့စဉ်းစားတိုင်းလူတော်တော်များများခေါင်းထဲဝင်လာတဲ့မေးခွန်းတစ်ခုရှိပါတယ်ဒါကတော့အာမခံထားဖို့ဆိုလို့ရှိရင်ဆေးစစ်ဖို့လိုသလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အဖြေကတော့လူတိုင်းဆေးစစ်ဖို့မလိုပါဘူးဒါဆိုရင်ဘယ်သူတွေကဆေးစစ်ဖို့လိုအပ်ပြီးတော့ဘာကြောင့်လဲကျွန်တော်တို့ဆေးစစ်ဖို့လိုမလို့အဓိကဆုံးဖြတ်တဲ့အချက်နှစ်ချက်ရှိပါတယ်။အာမခံကုမ္ပဏီတွေကလူတိုင်းကိုဆေးမစစ်ခိုင်းပါဘူး။ဘာကြောင့်လဲဆိုတော့ဆေးစစ်တဲ့ဆေးကိုကုမ္ပဏီကကြခံရလို့ပါ။ဒါကြောင့်သူတို့ကအခြေခံအချက်နှစ်ချက်ကိုကြည့်ပါတယ်။တင်ထားရှိမဲ့အာမခံပမာဏမြင့်မားလေဆေးစစ်ရန်လိုအပ်နိုင်ခြင်းမြင့်မားလေပဲဖြစ်ပါတယ်။အသက်ငယ်ပြီးတော့ပမာဏနည်းမယ်ဆိုလို့ရှိရင်ဆေးစစ်ရန်မလိုပါဘူး။အသက်ကြီးပြီးတော့ပမာဏများမယ်ဆိုရင်ဆေးစစ်ရန်လိုအပ်နိုင်ခြင်းများပါတယ်။ရည်ရွယ်ချက်ကတော့အာမခံထားသူမသိသေးတဲ့ကျန်းမာရေးပြဿနာတွေဥပမာအားဖြင့်စီးကျိုကြောက်ကက်အသေးရောဂါရှိမရှိကြိုတင်စစ်ဆေးတာဖြစ်ပါတယ်။ယောဂအခန်းရှိပြီးသားသူတွေဆိုလို့ရှိရင်တင့်မှာရှိပြီးသားယောဂအခန်းဥပမာအားဖြင့်စီးကျိုသွေးတို့နှလုံးကျမတို့နှလုံးခွဲစိတ်ဖူးတာစသဖြင့်ရှိရင်တော့အာမခံပမာဏအနည်းအများပေါ်မူတည်ပြီးတော့ဆေးကတန်းတောင်းခံစစ်ဆေးတာမျိုးတွေရှိနိုင်ပါတယ်။ဒါဆိုလို့ရှိရင်ဘယ်အချိန်မှာအာမခံကိုထားသင့်တာလဲ။တင့်မှာကျန်းမာရေးပြဿနာတွေမရှိသေးတဲ့အချိန်တင်အသက်ငယ်ရွယ်တုန်းမှာအာမခံထားတာကအကောင်းဆုံးပဲဖြစ်ပါတယ်။ကျမတို့ငယ်ရွယ်တုန်းထားရှိပါကပရီမီယံနှုန်းထားကလည်းသက်သာမယ်။ဆေးဆွရမလိုအပ်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။တင်အသက်ရွယ်လိုအပ်တဲ့ပမာဏအတွက်ဆေးစစ်ရန်လိုမလို့တင်အသက်ရွယ်နဲ့ဘလို့အာမခံအမျိုးအစားနဲ့ကိုက်နေတာလဲဆိုတာကိုအသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။ဒါရပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျေးဇူးများတင်ပါတယ်။